ဒီဗီဒီယိုဟာဂျင်နီနဲ့ဂျင်နာဂျင်ကျေးတို့ရဲ့တရုတ်နိုင်ငံချုံချင်းမြို့မှာပြုလုပ်တဲ့ဖန်ဆိုင်ခရီးစဉ်အကြောင်းဖြစ်ပါတယ်။ချုံချင်းမြို့ကိုရောက်ရှိတဲ့အခါဂျက်လက်မဖြစ်အောင်လေရင်ပေါ်မှာအဲ့ရပြက်ခန်းဒီနေဟဲကြပုံကိုပြောပြထားပါတယ်။ The Mixi Shopping Mall မှာအစားအသောက်စားပြီးအဝတ်အစားနဲ့အသုံးဆောင်ပစ္စည်းများဝယ်ယူခဲ့ကြပါတယ်။အဆောက်အဦထဲကိုဖျက်မောင်းတဲ့ချုံချင်းမြို့ရဲ့နာမည်ကြီးမိုနိုရီယာလိုင်းကိုတွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ပရိသတ်တွေကစီစဉ်ပေးထားတဲ့ Twin Towers အဆောက်အဦကြီးပေါ်ကသူတို့ရဲ့ပုံရိပ်တွေနဲ့နာမည်တွေကိုတွားရောက်ကြည့်ရှုပြီးပရိသတ်တွေကိုအထူးကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။ပွဲအတွင်းမှာတရုတ်ဘာသာစကားနဲ့ပရိသတ်တွေကိုရင်းရင်းနှီးနှီးနှုတ်ဆက်ထည့်ကြပါတယ်။ချုံချင်းမြို့ရဲ့နာမည်ကြီးအဆက်ဟင်လျာ hot pot တွေကိုမြည်ဆန်းခဲ့ကြတဲ့အတွေ့အကြုံကိုလည်းဝေမျှခဲ့ပါတယ်။ဗီဒီယိုအဆုံးမှာတော့သူတို့ရဲ့တခြင်းကိုပရိသတ်တွေရှေ့မှာကပြဖျော်ဖြေခဲ့ကြပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်းပြောပြပေးသွားမှာချစ်လို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။